ဖုန်းတို့ဒီခုနောက်ပိုင်းပေါ့လေနော်အစင်မပြေတဲ့လူတွေတွေ့လာတဲ့အခါမျိုးတွေမှာပဲဖြစ်ဖြစ်ကိုယ့်ရဲ့တငယ်ချင်းတွေအစင်မပြေတဲ့အခါမှာကိုရင်ဖွင့်လာတဲ့အခါမျိုးတွေမှာဖြစ်ဖြစ်အဓိကတော့ဖုန်းတို့နိုင်ငံမှာလည်းပဲပေါ့လေအခက်အခဲတွေကကိုဗစ်တွေနဲ့နိုင်ငံရေးတွေနဲ့ဆိုတော့အစင်မပြေတဲ့လူတွေကလည်းအများကြီးပဲဆိုတော့သူတို့စိတ်မပြတ်ဖို့ပေါ့လေနော်တခါတလေမှာတချို့အစင်မပြေတာတွေကကံကောင်းဖို့အတွက်ဖြစ်လာတာတခုပဲကိုကတော့စူးစမ်းနေရမယ်လဲကြနေရင်တော့ပြန်ထရှောင်နေရမှာကတော့ကိုတောင်းအောင်မယ်ဖုန်းကဘာနမူနာပေးခြင်းတုံးဆိုတော့ဖုန်းက2009လုံးကမော်လမြိုင်မှာစတင်နေတဲ့တငယ်ချင်းတစ်ပါးရှိတယ်ဖုန်းတငယ်ချင်းပေါ့လေဒီဝါတွင်းလောက်မှာဖုန်းတို့ဒီရွာကနေပြီးတော့တငယ်ချင်းကိုပြန်ခေါ်တာပေါ့နော်ဒီရွာဖုန်းကြီးကနေမကောင်းတဲ့အတွက်ပြန်လာပါဆိုတော့တငယ်ချင်းကပြန်သွားတာအဲ့ဒီချိန်မှာဖုန်းကဘယ်မှာနေတုံးဆိုတော့ပဲခူးမှာနေနေတာပဲခူးချခေါင်းမှာဖုန်းကစတင်နေတဲ့အချိန်မှာဖုန်းစီကိုဖုန်းလာတာပေါ့နော်မင်းကတော့ကန်ကောင်းတယ်ကွာစာတင်ရတာငါတော့ကန်ဆိုးတယ်ကွာတဲ့စာလည်းမတင်ရတော့ဘူးရွာပြန်နေရမှာပေါ့နော်လေတန်းလည်းတော်တော်အားငယ်နေရဲ့လေတန်းနဲ့ဖုန်းကလည်းပြောပါတယ်စိတ်မပြတ်ပါနဲ့လို့တခါတလေအစင်မပြေတာတွေကလည်းပဲကန်ကောင်းဖို့အတွက်ဖြစ်လာတတ်တယ်ဆိုတော့တငယ်ချင်းကတော့အဲ့ဒီချိန်တုန်းကတော့လက်မခံဘူးပေါ့နော်ဒါပေမဲ့လို့တန်ခါအရေးခင်ဖြစ်တဲ့အချိန်မှာဖုန်းတို့စာရင်တိုက်တွေပြတ်တယ်လန်ခကြီးတွေမှာဖုန်းတို့အခက်ခဲတွေအများကြီးကြုံရတယ်ဒီပရိပခဇုံကြီးရောက်တာပေါ့လေဖုန်းတို့2009တန်ခါရေးခင်မှာတငယ်ချင်းကအဲ့ဒါကိုလွတ်သွားတာတန်ခါရေးခင်လဲပြီးတော့ဖုန်းစီကိုဖုန်းလာတယ်ငါကောင်ကြီးတဲ့မင်းပြောတာကွက်တိပဲတဲ့ငါကန်ကောင်းလို့ကွာတဲ့ပထမဆုံးကတော့သူကကန်ဆိုးလို့ပြန်ရတယ်ထင်တာမဟုတ်ဘူးတခါတလေဖုန်းကအဲ့ကလေးကတွေးတယ်ပေါ့နော်တချို့အစင်ပြေခြင်းတွေကကန်ကောင်းမှုတွေဖြစ်လာတယ်လို့ဖုန်းကတွေးတယ်ဖုန်းကိုယ်တိုင်လည်းပဲဒီအမေရိကန်ဗီဇာနဲ့ပတ်သက်ပြီးတော့ကြုံဘူးတယ်ပေါ့နော်ဖုန်းတငယ်ချင်းကဗီဇာအောင်သွားတယ်တစ်နှစ်လောက်နေမှဖုန်းကဗီဇာရတာတငယ်ချင်းကအောင်တော့ဖုန်းကသူ့အရင်2ချိန်လောက်လဲဖြည့်ဘူးတယ်အမေရိကန်ဗီဇာကိုကြားတယ်တငယ်ချင်းကတစ်ချိန်နဲ့ဖြည့်နေအောင်တော့ဖုန်းကမင်းကတော့ကန်ကောင်းတယ်ကွာလို့ပြောလိုက်တယ်ပေါ့နော်ဒါမလို့ဖုန်းကစိတ်မပြတ်ဖက်နဲ့ကြိုးစားတယ်ဒီအမေရိကရောက်လာတယ်ဖုန်းတစ်နှစ်စောရောက်တဲ့တငယ်ချင်းကဗီဇာအခက်ခဲဖြစ်ပြီးတော့တစ်နှစ်နောက်ရောက်မှတစ်နှစ်ကြာမှရောက်လာတဲ့ဖုန်းကဗီဇာဆင်ပြီးသွားတယ်တခါတလေတချို့အစင်မပြေတာတွေကကိုယ့်အတွက်ကန်ကောင်းဖို့အတွက်ဖြစ်နေတာအဲ့ဒါကြောင့်ဖုန်းကတော့ကန်ကောင်းတာပဲဖြစ်ဖြစ်ကန်ဆိုးတာပဲဖြစ်ဖြစ်ဒါကြီးမတုံလို့တော့ဘူးကိုယ်တိုင်စူးစမ်းနေရမယ်ဘဝမှာအားငယ်နေစရာမလိုကိုကြလာတဲ့နေရာကိုပျော်ပျော်ပါးပါးနဲ့ရှောက်လှမ်းလို့ရှိရင်ကန်ဆိုးတယ်ဆိုတာမရှိပါဘူးเนาะအဲဒါကြောင့်ဘယ်တော့မှအားမငယ်နဲ့လူကအမြဲစူးစမ်းနေရမယ်ကံမကောင်းမှုလို့ထင်ဘယ်တော့မှအားမငယ်နဲ့စူးစမ်းတနည်းတော့ဖြစ်ချင်တဲ့အရာတွေကဖြောင်းဖြောင်းတန်းတန်းလေးမဖြစ်တော့မှပဲကွေ့ကွေ့ကောက်ကောက်ကလေးတော့ဖြစ်လာမှာပဲအဲ့ဒီအတွက်ကြောင့်စီးပွားရေးအစင်မပြေတဲ့လူတွေပဲဖြစ်ဖြစ်အားမငယ်ပါနဲ့ကြိုးစားပါတခါတလေမှာကိုယ့်ရဲ့တလားကို2000 3000ဝင်နေတဲ့စီးပွားရေးကနေပြီးတော့စိတ်ပြက်ပြီးတော့ပြိုလဲသွားတဲ့အခါမှာတိထက်ပိုကောင်းတဲ့စီးပွားရေးတွေနဲ့ကြိုးစားနေရင်တွေ့လာနိုင်တယ်ပညာရေးလည်းပဲအဲ့လိုပဲအချို့ကျောင်းတွေမှာကိုကနေလို့မရတဲ့အခါမှာကြိုးစားပါဒီထက်ကောင်းတဲ့ကျောင်းတွေကိုကိုယ်တိုင်
ရောက်လာမှာပါပဲဘုံတို့အမေရိကန်ဗီဇာပိတ်ထားတဲ့အချိန်မှလည်းပဲစူးစမ်းပါကိုတွေ့အမေရိကန်ထက်ကောင်းတဲ့နေရာကြီးလည်းရောက်နိုင်တယ်လို့ပြန်ဖွင့်တဲ့အခါမှာတိထက်ကောင်းတဲ့အခွင့်အရေးတွေလည်းကိုတွေ့ရလာနိုင်ပါတယ်အဲ့ဒီအတွက်ကြောင့်လဲနေတဲ့အခါမှာပဲဖြစ်ဖြစ်အစင်မပြေတဲ့အခါမှာပဲဖြစ်ဖြစ်စိတ်မပြတ်ပါနဲ့ဘဝကိုဘဝဆိုတာကြာရှုံးခြင်းအောင်မြင်ခြင်းမဟုတ်ပါဘူးရှောက်နေဖို့ကအဓိကပါပဲအလုံးအစင်ပြေကြပါစေ